ဒီမှာဆိုလို့ရှိရင်ကျွန်မကဒီကန်းကော်ပန်းရဲ့အရွက်ကလေးတွေထိုးတာလေးကိုဆွေးနွေးပြထားတယ်နော်။ဘာလို့ဆွေးနွေးထားလဲဆိုလို့ရှိရင်ဒီကန်းကော်ပန်းရဲ့အရွက်ကလေးတွေကကျွန်မကလုံကြီးပေါ်မှာထိုးတာပြတဲ့အတွက်အပေါ်ကိုထိုးလိုက်အောက်ကိုထိုးလိုက်နဲ့တစ်ပေါက်ချင်းထိုးတာမဟုတ်ဘဲနဲ့ကော်ပြီးတော့ထိုးသွားတာဖြစ်တဲ့အတွက်ကျမတို့တွေကဒီမှာဆိုလို့ရှိရင်ကျမတို့ဒီခြီသားကိုလိမ်မသွားအောင်လို့ပေါ့နော်ကျမတို့နည်းနည်းဂရုစိုက်ရမယ်နော်ဒီမှာဆိုလို့ရှိရင်ကျမခြီသားလေးလိမ်ပြီးတော့တစ်ချောင်းကကြွသွားတဲ့အသားလေးဒီမှာဆိုရင်တစ်ချက်လောက်ချက်လိုက်အဲ့လိုမျိုးလေးပေါ့နည်းနည်းလေးကိုယ့်ရဲ့ဒီဟာကိုပြုပြင်သွားတာလေးကိုဒါလေးကိုကျမအသေးစိတ်ရှင်းပြထားပါလို့ရှင်ကျေးဇူးတင်ပါတယ်ကြတော့ကျမကဒါလေးကိုပြောပြနေတာလဲဆိုလို့ရှိရင်လေကျမတို့ဒါလေးကလုံကြီးပေါ်မှာကလေးလုံကြီးလေးပေါ်မှာကန်းကော်ပန်းထိုးတာကန်းကော်ပန်းကဒီမှာဒီတိရွက်ကလေးထိုးတာဒါလေးကကျမကဒီတစ်ခါကျတော့ဒါလေးကိုဆွေးနွေးနေတာလဲဆိုလို့ရှိရင်ကျမရဲ့ပညာဒါနတွေထဲမှာကကြတော့ဒါတွေကအကုန်လုံးသင်ပြီးသားလေဒါမဲ့လို့ဒီတစ်ခါကျတော့ကျမတို့တွေပေါ့နော်တယောက်နဲ့တယောက်အယူအဆလေးတွေလည်းခွာချတာရှိတယ်ဒါကတော့ကျမရဲ့အယူအဆလေးတွေပြောပြတာပေါ့နော်ကျမတို့ကဒီဥစ္စာဆိုလို့ရှိရင်ဥမာပေါ့ဒီတိရွက်ကကွာဒီလိုမျိုးကန်းကော်ပန်းအရွက်ကလေးကိုနည်းနည်းပေါ့ခန့်နွဲ့နွဲ့လေးဆွဲထားတာဖြစ်တဲ့အတွက်ကျမကဒီတိရွက်ကလေးကိုပေါ့နော်ခြုံလေးနွဲ့လေးဖြစ်အောင်ပေါ့နော်နည်းနည်းစူးစမ်းပြီးတော့လုပ်ထားပေါ့အဲ့ကြတော့ကျမကဒီလိုမျိုးပေါ့အလဲကောင်းကနေပြီးတော့အထက်နဲ့အောက်နဲ့တစ်ပေါက်ချင်းထိုးတာနဲ့ဒီလိုမျိုးကော်ထိုးတာနဲ့မတူဘူးဒါပေမဲ့လို့ကျမကဒီမှာကျတော့ထမိန်ပေါ်မှာထိုးတာဖြစ်တဲ့အတွက်ကျမဒီအောက်မှာအစာကြီးကိုအရန်ကြီးပေါ့ဒီလိုမျိုးကင်ထားရတာအဲ့ကြတော့ဒီလိုအောက်ကိုထိုးလိုက်အောက်ကနေပြန်ထိုးလိုက်ဆိုရင်ကျမတို့အဆင်မပြေဘူးပေါ့နော်အဲ့ကြတော့ကျမတို့ကကော်ပြီးတော့ထိုးတဲ့နေရာမှာကျတော့ခြီသွားလာတစ်မျိုးတစ်ပေါက်ချင်းအထက်နဲ့အောက်နဲ့ထိုးသွားတာခြီသွားလာတစ်မျိုးတစ်ပေါက်ချင်းထိုးတဲ့နေရာမှာတော့အရန်ကြီးပြဿနာမရှိဘူးပေါ့နော်ဒီကိုယ့်ရဲ့ထိုးတဲ့လမ်းကြောင်းပါပဲဒီကော်ပြီးတော့ထိုးတဲ့နေရာမှာနည်းနည်းလေးပြဿနာရှိတယ်ဒါပြဿနာလေးရှိတာလဲဆိုတော့ခါကျဒီလိုမျိုးထိုးပြီးလို့ဒီလိုဆွဲလိုက်ပြီးဆိုရင်ဒီမှာတစ်ခါတလေကြလို့ရှိရင်ကိုယ့်ရဲ့အကွာအဝေးအယူအဆအရာဒီဘက်ကကြတဲ့ခြေကလိမ်သွားတတ်တယ်နောက်တစ်ခါကြလို့ရှိရင်ဒီကလည်းဒီလိုမျိုးပေါ့နော်ထွက်လာတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဒီသူ့ရဲ့ပေါ့နော်သဘောတရားလေးတွေကခြေလေးတွေလိမ်သွားတတ်တယ်ဒါမှမဟုတ်သူ့မှာရှိနေတဲ့အာသာချက်ကကြတော့သူကဒီတိရွက်ကအနှွဲ့ဆိုလို့ရှိရင်သူကလည်းဒီခြေလမ်းကြောင်းသာမှန်နေလို့ရှိရင်သူကတိရွက်ကလေးကသူ့လမ်းကြောင်းလေးနဲ့သူပေါ့နော်နှွဲ့နှောင်းလေးအဲ့လိုမျိုးလေးသွားပြီးတော့ပေါ်နေတာမျိုးရှိတယ်ပေါ့နော်အဲ့ဒီတစ်ခုကကြတော့ထိုးနီးတိုင်းကပေါ့နော်သူ့အားသာချက်နဲ့သူ့အားနည်းချက်နဲ့သူရှိတယ်အဓိကကတော့ခြီလမ်းကြောင်းမှန်ဖို့နဲ့ဒီပိတ်ဒီပို့ဆွဲထားတဲ့ပုံပေါ်မှာပြန်ပြီးတော့ယူတဲ့အယူအဆလေးနည်းနည်းလေးလိုတာပဲရှိတယ်ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်ကျမဒီအလဲကောင်ရိုးကိုဆွဲထားတယ်ဒီဘေးက line နေရှိတယ်ကျမယူသွားတဲ့သဘောတရားကကြတော့ဒီ line ပေါ်လဲဒီဘေးမှာဆိုလို့ရှိရင်ဒီ line ကိုလည်းဖုံးရမယ်ပြီးတဲ့အခါကျတော့ဒီအပေါ်ကထိုးပြီးသားရဲ့အောက်လည်းဖြစ်ရမယ်အဲ့လိုမျိုးပေါ့နော်အယူအဆလေးနဲ့ယူသွားတာနော်တော့ line ကမပေါ်လို့ line ကမဖုံးလို့ရှိရင်လည်းကျမတို့ကဒါမှင်ဖြတ်ဘောပန်နဲ့ဆိုရင်တော့အကြောင်းမဟုတ်ဘူးဒီဟာဆိုလို့ရှိရင်ကျမမှာမှင်ဖြတ်ဘောပန်ကုန်သွားတဲ့အတွက်ရိုးဘောပန်နဲ့ကျမကလက်တန်းဆွဲထားတာအဲ့ခါကျတော့ကျမတို့ဒီဘောပန်ကိုအုပ်သွားအောင်ကျမတို့ထိုးမှအဆင်ပြေပါလိမ့်နော်အဲ့အကြောင်းမို့လို့ကျမတို့နည်းနည်းလေးသတိထားပြီးတော့ထိုးရတယ်အဓိကအဲ့လိုမျိုးပေါ့နော်ပိတ်ဒီကျိုးတွေလိမ်မသွားအောင်ပေါ့နော်သတိထားမယ်နော်အဲ့ကြတော့ကျမဆက်ပြီးတော့ထိုးသွားတာလေးကိုတစ်ချက်ပေါ့နော်ခရီးဆိုင်ပြီးတော့ကြည့်သွားပြီနော်ကျမတို့ဒီပညာဒါနတွေကတောက်လျှောက်ကြီးကပေးခဲ့တာဆိုတဲ့ခါကျတော့ကျမကတီးတန့်ပေါ့နော်ခြိပန်းတို့ပညာဒါနဆိုပြီးတော့ကျမကတီးတန့်မပြောတော့ဘူးထိုးမပြတော့ပေါ့နော်ကျမရဲ့ပညာဒါနတွေက YouTube မှာလည်းရှိတယ် Telegram မှာလည်းရှိတယ်နောက်တစ်ခါဒီ Amethyst page ပေါ့နော် New Green Handmade ဆိုတဲ့ page မှာလည်းရှိတယ်အဲ့ကြတော့ကျမကပညာဒါနအခြေခံတွေကိုဘယ်ဟာလေးကဘယ်လိုထိုးရတယ်ဆိုတော့ကျမမပြောတော့ဘူးဒါပေမဲ့လို့နောက်ပိုင်းမှာတော့ဒီလိုမျိုးပေါ့နော်ဒီထိုးနီးနဲ့ပတ်သက်လို့ပေါ့နော်ကျမရဲ့အတွေ့အကြုံလေးတွေမျှဝေသွားတာမျိုးပဲလုပ်သွားမယ်နော်ကျမရဲ့ပညာဒါနတွေကိုသိကြရင်နော်ခုနပြောတဲ့နေရာတွေမှာသွားပြီးတော့တစ်ချက်ပေါ့နော်ဂလူးဆိုင်ပြီးတော့ကြည့်လိုက်မယ်နော်ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်တော့ထိုးနိုင်ပါလိမ့်မယ်အဲဆိုကျမကထိုးပြပေးထားတာတွေအကုန်လုံးကစီးပွားပြည့်လောက်စားလို့ရသည်ဒီကျမကထိုးပြပေးထားတာဖြစ်တယ်နော်
အဲ့ကြတော့ဒီနေ့တော့ဒီအရွက်ချုံလေးထိုးတာကိုပဲကျမကအတိကထားပြီးတော့ဆွေးနွေးသွားခြင်းဖြစ်ပါတယ်အဆအရာရာအတွက်အဆင်ပြေကြပါစေကျမအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ဒီရဲဒီမပြီးလိုက်တော့လားကျိုးပိတ်တော့မလားမသိဘူးကျိုးဖိနေဒီပိတ်တော့မလားလို့